Fight သားတို့သမီးတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာဒီချက်က work from လေးကိုပြပြမယ်လို့ပြောထားပါတယ်အဲ့တော့ဒီချက် work from မှတ်နည်းလေးကိုနည်းလေးရှင်းပြချင်ပါတယ်အဲ့တော့ work from မှတ်နည်းတွေကတော့ဒါတော့ဒီချက်အသုံးပြုထားတဲ့ဒါအသုံးပြုနေကြဖြစ်တဲ့မဆုတိုလေးပေါ့နော်အဲ့ဒီထဲမှာသားတို့သမီးတို့ကိုရှင်းပြပေးချင်တာက an တဲ့ရဲ့နောက်မှာဆိုရင်နောင်းလိုက်ပါမယ် an တဲ့ရဲ့နဲ့နောင်းတဲ့ခြားမှာဆိုရင်တော့ adjective ရှိရပါမယ်ကွက်လက်နောက်မှာဆိုရင်တန်းပါနေတယ်ဆိုရင် er ပေါင်းထည့်ပေးရပါမယ်ကွက်လက်ကအများနဲ့ရှင်ပြီးတော့ပြောရမယ့်စကားလုံးဆိုရင်တော့ဒါ superlative degree ပေါ့နော် est ပေါင်းထည့်ပေးရပါမယ်ကွက်လက်ရှိမှာ verb ပါနေတယ်ဆိုရင်တော့အဲ့ဒီ verb ရဲ့နောက်မှာ adverb ထည့်ပေးရပါမယ် verb ရဲ့ရှေ့ဖြစ်စေနောက်ဖြစ်စေကက်လျက်ရှိနေတယ်ဆိုရင်တော့ verb ပြီးရင်ပါလဲဆိုရင် adverb ထည့်ပေးရပါမယ် my his her ဒါတွေကပိုင်ဆိုင်မှုတွေပြနေခဲ့မယ်ဆိုရင်ဒီချေတို့သူတို့ရဲ့နောက်မှာ noun ထည့်ပေးရပါမယ်အရေးအတွက်ကိုပြရတယ်ဆိုရင် noun အများသုံးပေးရပါမယ်နောက်တော့ send few many a lot of ဒါမျိုးတွေဆိုရင်လည်း noun အများသုံးပေးရပါမယ် any match အဲ့ဒါတွေရဲ့နောက်မှာဆိုရင်တော့ noun အနည်းသုံးပေးရပါမယ်နောက်တစ်ခုသားတို့သမီးတို့သိပြီးသားဖြစ်မှာပါ ss ရဲ့ဂျားထဲမှာ adjective သို့မဟုတ် adverb ရှိပါတယ်အဲ့တော့ there is to there was to ဆိုရင် noun အနည်းသုံးမယ် there are there were လို့ပေးထားရင် noun မှာအများထည့်ပေးရပါမယ်ဝတ်ဖုံကပြားလေးကိုဒီချက်ရွတ်ပြပါမယ်။ကွက်လက်နောက်တွင်တန်းပါလင်ဤရပေါင်းဖို့ပြင်ဗတ်နဲ့ကက်လျက်မင်းရင်တော့ ever ထင်မှာပေါ့။အများနဲ့တယောက်ရှင်လာရင် est ပေါင်းဖို့ပြင်ပိုင်ဆိုင်မှုဤနောက်မေးလင်တော့နောင်လေးထင်မှာပေါ့။ရေတွက်နောက်တွင်မေးလာလင်နောင်လေးထည့်ဖို့ပြင် an တဲ့နောက်မေးရင်တော့နောင်ပဲထင်မှာပေါ့။ ss ဂျာရီမီလာရင် adjective adverb ထည့်ဖို့ပြင်ကွက်လက်ရှိဆုံးမင်းရင်တော့နောင်လေးထည့်မှာပေါ့ an တဲ့နဲ့နောင်ကြားတွင် adjective ကိုထည့်ရအစင်တဲ့ကဲဒါဆိုရင်လေ့ကျင့်ခန်းလေးလုပ်ကြည့်ရအောင်နော်အဲ့တော့နံပါတ်1မှာဆိုရင် he is a teacher teachers ဖြစ်တဲ့အတွက်ကြောင့်မလို့ a ရဲ့နောက်မှာဒီ noun ဖြစ်မှာဖြစ်တဲ့အတွက်ဒီချေတို့ teachers ထည့်ပါမယ်teach ပေးထားရင်တော့ er ပေါ့နော်teachers ထည့်ပါမယ် this is my car car ပိုင်ဆိုင်မှုကိုပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ my ထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုနံပါတ်3မှာကျတော့ she is a beautiful girl beautiful girl ဟုတ်ပြီနော်အဲ့တော့ noun ကြားမှာ noun နဲ့ article ကြားမှာဆိုရင်ဒီချေတို့ adjective လိုက်ပါတယ်ဒါ article ပေါ့ဒါလေးကတော့ noun ပေါ့အဲ့ဒီရဲ့ခြားထဲမှာဆိုရင်ဒီချေတို့ပါလဲဆိုရင် adj adjective လိုက်ပါမယ်အဲ့ဒါလေးသတိထားပါနောက်တစ်ခုကကျတော့ iron is harder than wood harder than ပါတယ်လို့သားတို့သမီးတို့မှတ်ထားရမှာက then ကိုတွေ့ပြီဆိုတာနဲ့သူ့ကို er တာပေါင်းထည့်လိုက်တော့အရှိရ verb ကိုလေအဲ့ဒါဆိုရင်တော့ဒါသားတို့သမီးတို့က d2 ပေါ့နော် iron is harder than woodဒါမျိုးပြောချင်တာပါနံပါတ်5ကကြတော့ he is the tallest in the class အတန်းထဲမှာသူအရက်အရှိဆုံးပဲအများနဲ့နှိုင်းယှဉ်တာဖြစ်တဲ့အတွက် superlative degree ဖြစ်တဲ့ဒီချေတို့ est ပေါင်းထည့်ပေးရမှာဖြစ်ပါတယ်။နောက်နံပါတ်7မှာဆိုရင် he ran quickly run ဟာဘာဖြစ်နေရလဲ verb ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီချေတို့ဒီ adverb ထည့်ပေးရပါမယ်။ adverb ကဘာနဲ့ဆုံးလဲစွာနဲ့ဆုံးတဲ့အတွက် ly ပါတယ် quickly ထည့်ပေးရပါဖြစ်ပါတယ်။နောက်နံပါတ်7က he can run as fast as me ဒီချေကနာပြောထားတဲ့ ss တစ်ခုရဲ့ခြားမှာ adjective လိုက်မှာဖြစ်တဲ့အတွက်ဒီချေတို့ adjective adjective d1 ပဲထည့်လိုက်ပါတယ်နောက်တစ်ခါမှာ8မှာဆိုရင် there is a pen in the table အဲ့တော့ there is a pen is ရဲ့နောက်မှာအမြဲတမ်းဒီ noun အနေပဲလိုက်တဲ့အတွက်ကြောင့်မလို့ဒီချေဒီ a pen မှာဆိုရင်ဒီချေပါလဲ a ထည့်တယ်b ပေးထားတယ်ဆိုရင် is ကိုထည့်မယ်ပေါ့နော်နောက်တစ်ခုကကျတော့ there are အများကိုပေးထားတာနော် there are ဆိုအများဆိုတော့ဒီချေတို့ noun မှာအများဖြစ်တဲ့အတွက်ပါလဲ s ထည့်ပေးရပါမယ်ဟုတ်ပြီနော်ဒါဆိုရင်တော့ဒီချေတို့ဒါ word form အသုံးပြုနည်းလေးကိုသားတို့သမီးတို့သိသွားပြီလို့ထင်ပါတယ်ဒီချေ word form ကပြားလေးကိုလည်းမှတ်ထားလို့ရပါတယ်ဒါဆိုရင်သားတို့သမီးတို့အကောင်းဆုံးဖြည့်နိုင်မယ်လို့ဒီချေကယုံကြည်ပါတယ်နောက်ဗီဒီယိုမှာ word form ဖြည့်ဆိုနည်းလေးကိုထပ်သင်ပေးပါဦးမယ်ရှင်